အားလုံးပဲမင်္ဂလာပါခုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုရီမားရဲ့အားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲမနှပြန်အင်ကာနေ့အတွက်ကိုကျွန်တော်ကိုမရဲ့အတွက်အကြိုက်ဆုံးမင်းရော3ခွက်နဲ့အကြိုက်ဆုံးတစ်ခုကောင်းကိုလာရောက်မျှော်ပြီးတဲ့ဗီဒီယိုပိုင်းလေးဖြစ်တဲ့အတွက်ကြောင့်ကိုရီမားရဲ့အားလုံးပဲတေချာလေးနားထောင်ပေးပါတေချာလေးကြည့်ပေးပါနော်ကျွန်တော်ရဲ့ YouTube channel အသစ်ကလေးကို subscribe မလုပ်ရသေးတဲ့ကိုရီမားတွေအားလုံးပဲ channel ကို subscribe နှိပ်ပေးထားခဲ့ပါ subscribe နှိပ်ပြီးသားလူဟောင်းကိုမရလဲ2 3နဲ့ပတ်သက်တဲ့နေရာလေးမှာ share ပေးပါမျှော်ပေးပါเนาะမနေ့ဖြောင်းကျွန်တော်ကြိုက်ဆုံးမင်းရော3ခွက်နဲ့အကြိုက်ဆုံးတစ်ခုရေးချထားတယ်ကျွန်တော်ကိုမရအားလုံးပဲအကြိုက်တူတဲ့ဝန်တာတူရဲ့ကိုမရအားလုံးပဲ like ကစားမယ် like ဆော့မယ်เนาะဒီနေ့နေကုန်မှာတော့မနေ့ပိုင်းမှာတော့52ညနေပိုင်းမှာတော့51เนาะညနေပိုင်းကတော့ကျွန်တော်တော်တော်လေးရင်ခံရတယ်ဗျာကျွန်တော်ကိုမရအားလုံးပဲ9နဲ့4 5ခွက်ပါတော့မှကိုကနေမကြသွားဘူးเนาะဒါပေမဲ့ကျွန်တော်ကိုမရအတွက်မနေ့ဖြန်အင်ကာနေ့တနေ့ကုန်စားအတွက်ကိုအကောင်းဆုံးထပ်မှန်ပြီးတော့စူးစမ်းပေးထားတယ်เนาะကဲမနက်ညတစ်ချိန်ကိုကျွန်တော်ကိုမရလုံးပဲတစ်ချိန်ကတော့ကျွန်တော်ဘက်ကအဆင်ပြေအောင်လုပ်ပေးထားခဲ့တယ်မနက်ပြန်အင်ကာနေ့တနေ့ကုန်စားအတွက်ကိုလည်းကျွန်တော်ဘက်ကနေနှစ်ချိန်မဟုတ်ရင်တော့မှတစ်ချိန်ကတော့အကောင်းဆုံးဖြစ်အောင်စူးစမ်းပေးမယ်เนาะကိုရှိုင်းကိုယုံကြည်တဲ့အားကိုးတဲ့ကိုမရအားလုံးပဲဘာမှပေးစရာမလိုလက်မလေးနှိမ့်မယ် comment မှာမင်္ဂလာရှိအောင်လို့မင်္ဂလာပါလို့လည်းမှတ်မယ်เนาะကျွန်တော်ကိုမရလုံးပဲเนาะလက်မလေးနှိပ်ပြပါเนาะ channel ကို subscribe မလုပ်ရသေးတဲ့ကိုဒီမတွေအားလုံးပဲ subscribe လေးနှိပ်ပြထားခဲ့ပါเนาะ comment မှာကိုရေးချင်တဲ့စာသားလေးကြောင်းရေးထားခဲ့ပါကိုဒီမတွေအားလုံးပဲเนาะကဲဒါဆိုရင်ကျွန်တော် comment အားလုံးပဲမနက်ဖြန်ကျွန်တော်အကြိုက်ဆုံးလုံးမိုင်ပြောပေးမယ်เนาะကဲကျွန်တော်မနက်ဖြန်မှာကိုရှိုင်းရဲ့မင်းကြိုက်ဆုံးလုံးမိုင်ကဘာလဲဆိုရင်เนาะ10ပိုင်းခွန်မိုင်ပါเนาะ10ပိုင်းခွန်မိုင်ပါ10ပိုင်းခွန်မိုင်ညအောင်ကစားပြီးညအောင်လိုက်ဆော့ပေးเนาะမနက်ပိုင်းထွက်ခဲ့လို့ရှိရင်ညနေစီကိုလာရောက်တင်ပေးမယ်မန္တပိုင်းမထွက်ခဲ့ရင်ညနေစီကိုအဲ့ကနကိုတင်ပြီးဆော့ပေးပါတင်ပြီးကစားပေးပါเนาะနေကုံစားဆိုပေမဲ့လေကျွန်တော်ကိုမအားလုံးပဲမနက်စေးထွက်သွားရင်ညနေစီကိုကိုရှမ်းဘက်ကလာရောက်တင်ပြီးတယ်เนาะအဲ့လာကြောင့်တေချာလေးတော့နားထောင်ပြီးတေချာလေးတော့ကြည့်ပြီးเนาะကိုရှမ်းကနန်းခေါ်ပေးနေတဲ့အချိန်မှာကျွန်တော်ကိုမအားလုံးပဲကနန်းမှတ်ပြီးလို့ရှိရင်ကျွန်တော်ကိုမအားလုံးပဲ comment မှာကိုရှမ်းကိုရေးပေးထားခဲ့ပါเนาะကဲဒါဆိုကျွန်တော်ကိုမအားလုံးပဲကျွန်တော်ကြိုက်ဆုံးမင်းရော3ခွက်ပါမယ်ပြီးရင်အကြိုက်ဆုံးတစ်ခုကောင်းပါမယ်ကီးတွဲခွေပါမယ်เนาะအပူပါမယ်ကျွန်တော်ကိုမရလုံးပဲအပူလေးလည်းကြိုက်ပါတယ်မနေ့ဖြန်မှာကိုရှိုင်းเนาะအပူ3ခွဲရွေးချက်ထားပါတယ်เนาะကျွန်တော်ကိုမရအားလုံးပဲကဲဒါဆိုကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲကျွန်တော်တို့ရှစ်ပိုင်းနဲ့ပတ်သက်ရင်မင်းရော3ခွက်ထိုးရမယ်ခွန်ပိုင်းနဲ့ပတ်သက်ရင်မင်းရော3ခွက်ထိုးရမယ်เนาะပြီးရင်ရှစ်ပိုင်းနဲ့ကိုရှိုင်းကြိုက်ဆုံးတစ်ခွက်ကောင်းခွန်ပိုင်းနဲ့ပတ်သက်ရင်ကိုရှိုင်းကြိုက်ဆုံးမင်းရောတစ်ခွက်ကောင်းလာမယ်အကြိုက်တူမှုရှိတဲ့9ကုန်9မရဲ့အားလုံးပဲတင်ပြီးကစားပေးပါတင်ပြီးလိုက်ဆော်ပေးပါเนาะကျွန်တော်လက်ဆောင်ပတ်တီเนาะအင်္ဂါဘုဒ္ဓဘုအတွက်ကျွန်တော်လက်ဆောင်ပတ်တီเนาะလက်ဆောင်လိုပဲကစားမယ်လက်ဆောင်ပတ်တီကျွန်တော်ကိုပေးထားတယ်အဖွဲ့ဝင်သမားတွေရောနေတက်ရအကူမရဲ့အားလုံးရောလိုက်ဆော်တာပဲအဖွဲ့ဝင်သမားတွေအားလုံးပဲမွေးကနန်းလေးကြံပါသေးတယ်မွေးကနန်းလေးပပလေးလိုက်ဆော်မယ်ကျွန်တော်ကြာတာပေးတောက်ကြကြရင်ကျွန်တော်ကိုမအားလုံးကိုကျွန်တော် share ထပ်မှန်ပြီးတော့စူးစမ်းပေးမယ်เนาะကိုဒီမတွေအားလုံးပဲဘာမှစိတ်တမကြနဲ့ကျွန်တော်ကိုယုံကြည်တဲ့အကူတဲ့ကိုမအားလုံးပဲဒီတက်မကအစင်မြောင်လုပ်ပေးဦးမှာကျွန်တော်ဘက်ကနေเนาะကဲဒါဆိုကျွန်တော်ရှစ်ပိုင်းနဲ့ပတ်သက်ရင်ကျွန်တော်ကြိုက်ဆုံးမင်းရော3ခွက်က89เนาะ89ရယ်86ရယ်84ရယ်เนาะ10ပိုင်းနဲ့ပတ်သက်ရင်ကိုရှမ်းရဲ့မင်းကြိုက်ဆုံးမင်းရော3ခွက်ပြောပါဆိုရင်89 86 84เนาะကိုရှမ်းကြိုက်ဆုံးမင်းရော3ခွက်ပါ10ပိုင်းနဲ့ပတ်သက်ရင်89ရယ်86ရယ်84ရယ်ပါเนาะကိုရှမ်းကြိုက်ဆုံးမင်းရော3ခွက်ပါเนาะကဲခွန်ပိုင်းနဲ့ပတ်သက်ရင်ကိုရှမ်းရဲ့မင်းကြိုက်ဆုံး3ခွက်ပြောပါဆိုရင်ခွန်3เนาะခွန်3ရယ်ခွန်5ရယ်ခွန်6ရယ်เนาะကနန်းလေးအကွက်အများကြီးမစောနဲ့နောက်ကိုရှိုင်းအကွက်ချင်းချင်းနဲ့ကျွန်တော်ကိုမိုင်အားလုံးကိုထိထိမိမိပေါက်ဖို့ပါအဓိကဗျာအဲ့လာကြောင့်ကနန်းအကွက်အများကြီးထုတ်မနေတော့ဘူးเนาะ3ခွက်စီနဲ့အကြိုက်ဆုံးတစ်ခွက်ကောင်းတွေပါမယ်เนาะခွန်နဲ့ပတ်သက်ရင်ခွန်3ခွန်5ခွန်6ပါရှင်းနဲ့ပတ်သက်ရင်89 86 84ပါเนาะကျွန်တော်ကိုမိုင်အားလုံးပဲတေချာလေးမှတ်ပြီးတေချာလေးနားထောင်ပြီးကနန်းလေးမမဆိုးလို့ပါကိုဒီမတွေအားလုံးပဲเนาะကဲဒါဆိုရင်ကျွန်တော်တို့အကြိုက်ဆုံးတစ်ခွက်ကောင်းမခေါက်ခင်မှာကျွန်တော်တို့ကီးတွဲခွေလေးရ9335ကီးတွဲခွေပါ9335ကီးတွဲခွေပါနေကုံစာကီးတွဲအခွေပါเนาะ9335ကီးတွဲအခွေပါကိုဒီမတွေအားလုံးပဲတေချာလေးမှတ်မယ်เนาะတေချာလေးနားထောင်မယ်မှားမှာဆိုလို့ပြောတာပါကိုဒီမတွေအားလုံးပဲเนาะ9335ကီးတွဲခွေပါကျွန်တော်ပြောကြရင်เนาะအခုကျွန်တော်ပြောနေရတဲ့ကဏ္ဍလေးရเนาะမနက်မကြရင်ညနေချင်းနေကြမယ်เนาะမနက်ပိုင်းကြားခဲ့ရင်ညနေစီကိုထပ်မှန်ပြီးတော့တင်ပေးမယ်ကိုဒီမတွေအားလုံးကိုเนาะနေကင်းပိုင်းဆိုကျွန်တော် line လွှင့်ရင်7နာရီ45 50လောက်ကျွန်တော် line လွှင့်ပေးတယ်ကိုဒီမတွေအားလုံးပဲပုံမှန်တက်ကြည့်လို့ရတယ်။ဒါဆိုကျွန်တော်ကိုမိုင်အားလုံးပဲကျွန်တော်တို့အကြိုက်ဆုံးတစ်ခွက်ကောင်းခေါ်ပေးမယ်ကီတော့ခွေကတော့9335ကီတော့အခွေပါเนาะ
ကဲအကြိုက်ဆုံးတကွက်ကောင်းမခွင်မှာကျွန်တော်မနှက်ဖြောင်းအပူလေးကြိုက်တယ်အပူလေးလိုက်စော်ပြီးနော်9ဘူး9အပူရယ်88ဘူးရယ်9ဘူးရယ်နော်ခွန်ဘူးလေးကြိုက်တယ်နော်9ဘူး88ဘူး9ခွန်အဲ့အပူလေးကွက်နော်အပူစောခြင်းနဲ့ကိုမရအောင်မဲ့လိုက်စော်ထားပါကျွန်တော်အပူတွေးတဲ့ဟာလေးပဲပေးတာပါကျွန်တော်ကိုမရအောင်မဲ့9ဘူး8ဘူး9ဘူးခွန်ဘူးနော်ကဲဒါဆိုရင်အကြိုက်ဆုံးတကွက်ကောင်းလာမယ်ကိုဒီမတွေအားလုံးမဲ့အကြိုက်ဆုံးတကွက်ကောင်းကရှင်းတဲ့ပတ်သက်ရင်ကိုရှမ်းကြိုက်ဆုံးမင်းရောတကွက်ကောင်းကဘာလဲဆိုရင်85ရှင်းတဲ့ပတ်သက်ရင်ကိုရှမ်းရဲ့မင်းကြိုက်ဆုံးတကွက်ကောင်းကဘာလဲဆိုရင်85ကိုရှမ်းကြိုက်ဆုံးမင်းရောတကွက်ကောင်းနော်ဒါဆိုရင်ခုနပတ်သက်တဲ့အကြိုက်ဆုံးတကွက်ကောင်းခေါ်ပေးမယ်နော်တေချာလေးမှတ်ပြီးပါကဏ္ဍလေးကိုမှတ်မိတဲ့ကိုဒီမတွေပါမယ်ဆိုရင်နော်ကျွန်တော် comment မှာစုံစုံလင်းလေးကျွန်တော်ပြောရကဏ္ဍလေးရေးပေးပါကိုဒီမတွေအားလုံးပဲနော်ကဲဒါဆိုရင်ကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲရှင်းတဲ့ပတ်သက်ရင်85တကွက်ကောင်းခုနပတ်သက်ရင်ကျွန်တော်ကိုမရအားလုံးပဲ85တကွက်ကောင်းနော်အကြိုက်တူမှုရှိတဲ့ကိုမရအားလုံးပဲယူသုံးမယ်ယူကစားမယ်ကျွန်တော်ဘက်ကတော့ share ကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပေးထားတဲ့ကိုဒီမတွေအားလုံးကိုနော်အင်္ဂါဗုဒ္ဓဘုဒ္ဓကျွန်တော်လက်ဆောင်ပေးထားတာလက်ဆောင်ပတ်တိရ9ပါကိုဒီမတွေအားလုံးပဲလက်ဆောင်ပတ်တိရ9ပါနော်အင်္ဂါဗုဒ္ဓဘုရားလက်ဆောင်ကဏ္ဍကလက်ဆောင်လို့ပဲဆော့ပါဖုံးဝဲသမားတွေအဲ့ပတ်တိနဲ့ကျွန်တော်ပေးထားတဲ့မွေးကနလေးနဲ့ပပလေးလိုက်ဆော့မယ်နော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုမအားလုံးပဲကိုရှိုင်း Viber channel လေးကိုမှ join သေးတဲ့ကိုဒီမတွေပါမယ်ဆိုရင် comment မှာကိုရှိုင်း Viber channel link လေးထောက်ပေးထားခဲ့မယ်ကျွန်တော်ကိုမအားလုံးပဲမ join သေးတဲ့ကိုမအားလုံးပဲ join ထားပေးပါနော်ကိုရှိုင်းကိုတကယ်အားပေးတယ်တကယ်ယုံကြည်တယ်ဆိုတဲ့ကိုဒီမတွေအားလုံးပဲ join ထားပေးပါနော်ဘာလို့လဲဆိုရင်ကျွန်တော်ကိုမအားလုံးပဲ channel တွေကခဏခဏအဖြစ်ချခံရတာနော်ဒီ channel မှာမတင်ပြရင်ကျွန်တော်ဘက်ကနေ Viber channel မှာကျွန်တော်ကပုံမှန်တင်ပေးပါတယ်ကျွန်တော်ကိုမအားလုံးကိုနော်အဲ့ဒါကြောင့် Viber channel လေးကိုမရှိမနေလေး join ထားပေးပါနော်ကျွန်တော်ကိုမအားလုံးပဲအလုံးအားလုံးပဲဖြစ်ဖြစ်မအားလုံးပဲဖြစ်ဖြစ်ကျွန်တော်ကိုမအားလုံးပဲ Viber channel မှာတော့ကျွန်တော်ပုံမှန်တင်ပေးတယ်ခဏတစ်ပြုတ်ဝင်ကြည့်တာနဲ့ခဏလေးစိုးစိုးလေးလေးသိရတယ်ဗျာနော်ကဲဒါဆိုကျွန်တော်မိတ်ဆွေကိုမအားလုံးပဲနော်ကိုရှိုင်းရဲ့ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲကျွန်တော်မိတ်ဆွေကိုကြီးမရအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လိုက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလုံရင်ဆန္ဒတွေလည်းတုံးတို့ကပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel အသစ်ကနေပြီးတော့ကိုဒီမားတွေအားလုံးကိုစုံမကောင်တောင်းပေးပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲမနေ့ဖြစ်မှာကိုရှိုင်းပြည့်ရဲ့ကဏ္ဍလေးနဲ့အားလုံးပဲထိထိမိနဲ့ share ပေါက်ပါစေ share ရပါစေဗျာအားလုံးပဲဘိုင်းပါ